နိုင်ပွဲစလောင်မှုတွေအတွက်ချက်စီကိုအပြတ်တီးလိုက်တဲ့ Manchester United အားလုံးပဲမင်္ဂလာပါ။ OK ဘက်ကနေကြိုဆိုပါရီ Manchester United နဲ့ Chelsea အသင်းတို့ဟာ Premier League ရဲ့ခါတီးရဲ့ပြိုင်ဘက်တွေအဖြစ်ကာလာများစွာပြိုင်ဆိုင်မှုပြည့်ထန်ခဲ့ကြတဲ့အသင်းတွေပါ။ Ferguson နဲ့ Mourinho တို့ခေတ်ကနေဒီနေ့ဒီချိန်ထိတော့ဒါဘီပွဲတစ်ခုလိုမျိုးပဲအကျိတ်နဲ့ရှိနေတော့မှာပဲ။အခုတွေးဆုံမှုကလည်းအထိနာနေတဲ့နှစ်သင်းစလုံးအတွက်ရုံရင်းဆက်ခတ်တွေနဲ့ကြမ်းတမ်းခဲ့ပြီးတော့ကြီးလို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ Manchester United ဟာ Premier League ပွဲစဉ်တွေမှာနိုင်ပွဲတွေပျောက်ဆုံးနေတာကြောင့်အနိုင်၃မဲ့ရမှဖြစ်မဲ့အခြေအနေမျိုးဖြစ်တယ်လို့ Chelsea အသင်းကလည်းအမှတ်ပေးစရာထိတ်နေရအတွက်အမှတ်လူရမယ့်ပွဲပါ။ဒါအပြင် Chelsea အသင်းဟာ Champions League ပွဲဦးထွက်မှာဂျာမန်ဘလူးကြီးကိုရှုံးနိမ့်ထားခဲ့ပြီးတော့ဒီပွဲမှာဂုဏ်သိက္ခာပြန်ဆယ်ဖို့အကောင်းဆုံးပြင်ဆင်လာခဲ့တာပါ။ဒါကြောင့်ပွဲအစမှာပဲနှစ်သင်းစလုံးပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြပါတယ်။ဒါပေမဲ့ပွဲအစ9မိနစ်မှာပဲ United ကစားသမား Casemiro ကိုဂိုးဧရိယာအပြင်ကျော်လွန်ပြီးတော့ပြင်းပြင်းထန်ထန်ဟန်တာခဲ့တဲ့ Chelsea ကိုသမားဆန်းချက်ဟာဒါရဲ့အနီကန်နဲ့ထုတ်ပယ်ခံလိုက်ရတာကြောင့် Chelsea အသင်းရည်ရွယ်ချက်တွေပျောက်ခဲ့ပြီးတော့ပွဲချိန်စောစောစီစီကလေးကပဲအင်အားရောခဲ့ပါတယ်။ဒါကြောင့် Chelsea တို့နီးပြူဟာအပြောင်းလဲကစားသမားအပြောင်းလဲတွေလုပ်ခဲ့ပြီးတော့တိုက်စစ်မှုပယ်မာကိုထုတ်ကခန်းစစ်ကိုအားဖြည့်ခဲ့ရပါတယ်။နိုင်ပွဲစလောင်နေတဲ့ Manchester United အတွက်တော့အခွင့်အရေးကိုအမိရအသုံးချနိုင်ခဲ့တယ်လို့ဆိုရမှာပါ။တရားအနေထားနဲ့အင်အားနည်းနေတဲ့ Chelsea အသင်းကိုတောက်လျှောက်ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ Bruno Fernandes ကတော့ United ရဲ့ကစားကွက်ကိုအဓိကဦးဆောင်နေသူဖြစ်နေတော့မှာပဲ။ကွင်းနယ်နဲ့တိုက်စစ်ပိုင်းနေရာတွေအထိအကောင်းဆုံးပုံဖော်ကစားပေးခဲ့ပြီးတော့အသင်းဘော်တွေကိုဦးဆောင်နိုင်ခဲ့ပါတယ်။ပွဲချိန်14မိနစ်မှာပဲဒိုကူကောင်းတိုက်ဖန်တီးပေးတဲ့ဘောလုံးကို Fernandes ကလူကြုံဘောထောင်ချောက်တဲကနေရုံထွက်ပြီးတော့အဖွင့်ကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Manchester United ကပဲပွဲကိုထိန်းချုပ်ကစားခဲ့ပြီးတော့ဒရက်ဆက်ထိုးဖောက်မှုတွေလုပ်ခဲ့ပါတယ်။နောက်ထပ်ဦးဆောင်ကိုတော့ကွင်းလက်ကစားသမား Casemiro ရဲ့ပါနံမှုကြောင့်ထပ်မံရရှိခဲ့ပြီး Chelsea အသင်းကိုပြပြတသားဦးဆောင်ထားနိုင်ခဲ့ပါတယ်။ပထမပိုင်းပြီးဆုံးကန်ဒီမှာတော့ Chelsea အသင်းရဲ့တံပြန်တိုက်စစ်ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ရင်းနဲ့ Casemiro ကနှစ်ဝါတနီပြစ်ဒဏ်နဲ့ထုတ်ပယ်ခံလိုက်ရတယ်။ဒီပွဲမှာ United တိုက်စစ်မိုးဆက်စကိုတယောက်ဟာလည်းချီတီရောက်ဘာမှမလုပ်ပြနိုင်ခဲ့တာကြောင့်ဒုတိယပိုင်းမှာလူစားလဲခံခဲ့ရပါတယ်။နှစ်သင်းစလုံးကစားသမားအင်အားမျှတသွားတဲ့နောက်မှာတော့ပွဲကပုံမမြိုင်ဆိုင်ခဲ့ပြီးတော့သူတပြန်ကိုတပြန်ထိုးဖောက်မှုတွေနဲ့ပြိသက်ကြိုက်ဖြစ်ခဲ့ပါတယ်။ Manchester United ကလည်းအနိုင်ရလက်ကိုထိန်းဖို့အတွက်အကောင်းဆုံးပိတ်ဆို့ကာကွယ်ခဲ့ပြီးတော့တိုက်စစ်ပိုင်းကိုလည်းအရှိန်မြင့်ခဲ့ပါတယ်။ဂိုးစားလောင်နေတဲ့ Chelsea အသင်းကကစားပုံပိုကောင်းလာခဲ့ပေမဲ့ United ရဲ့ခံစစ်မှာဂိုးပေါက်ပြောင်းနေခဲ့ပါတယ်။ဒါပေမဲ့မိနစ်80ရောက်မှာတော့ Chelsea အသင်းရဲ့တံပြန်တိုက်စစ်တွေကြားမှာ United တို့ကခြေပကိုတကူခွင့်ပြုလိုက်ရပါတယ်။ James ရဲ့တောင်ပန်ကပေးပို့လိုက်တဲ့ဘောလုံးကိုနောက်ခံလူချလိုပါကခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီးတော့ Chelsea တို့ကစားပုံကျစ်လက်လာခဲ့ပါတယ်။ Chelsea ရဲ့တိုက်စစ်တွေကိုထိန်းချုပ်ရင်းနဲ့အခွင့်အရေးတချို့ရခဲ့ပေမဲ့ United ကစားသမားတွေကအကောင်းဆုံးဆုံးမသက်နိုင်ခဲ့တာကြောင့်နောက်ထပ်အနိုင်ဂိုးတွေနဲ့လွဲချော်ခဲ့ပါတယ်။အဲဒီနောက်မှာတော့မိနစ်90အထိ United ကပွဲကိုထိန်းချုပ်သွားခဲ့ပြီးတော့2ဂိုးတကူဆိုတဲ့ရလဒ်နဲ့ Chelsea ကိုအနိုင်ရရှိခဲ့ပါတယ်။ဒီအနိုင်ရလဒ်က United တို့အတွက်2နှစ်တာကြာမှာ Chelsea အသင်းကိုပြန်လည်အနိုင်ယူပြနိုင်ခဲ့တာဖြစ်ပြီးတော့ရှုံးကြွေးကိုဆက်နိုင်ခဲ့တာပါ။ဒါကြောင့် United တို့က Chelsea အသင်းစီကနေပြီးတော့အနိုင်3မှတ်ကိုလူယူနိုင်ခဲ့ပြီးတော့နောက်ပွဲစဉ်တွေမှာလည်းအကောင်းဆုံးပြန်လာနိုင်မလားဆိုတာစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။